ဒီလောက်နှစ်တွေအကြာကြီးချိန်မှာကျွန်တော်တို့ပြန်လာထားတာဖြစ်တဲ့အတွက်အနုပညာရည်သွေးတွေကြောက်တော့မှလည်းကြောက်ပါတယ်ဒါပေမဲ့လည်းအနုပညာရည်သွေးတွေပိုကောင်းအောင်လို့ပြင်ဆင်ပြီးမှကျွန်တော်ပြည်သက်အတွက်ပြန်လာပါဦးမယ်ဒီမြန်မာတနိုင်ငံလုံးကျွန်တော်အများကြီးကခဲ့တဲ့ပြည်သက်တွေကျွန်တော်ကိုချစ်တဲ့ပြည်သက်တွေအောင်မကျွန်တော်ရဲ့အကောင့်အောင်မကွန်မန့်လေးဝင်ရေးပေးကြတာပြန်ကပါလားမင်းကိုမျှော်နေကြပြီပေါ့နော်အဲ့လိုအများကြီးဝင်ရေးပေးတဲ့အတွက်ကျွန်တော်သတိရရှိနေတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အဲ့တော့ချက်စွမ်းသာပူစူးစားပြီးတော့ပြည်သက်ကြီးတဲ့ပူပြည့်စုံအောင်ပူလက်ခံလာအောင်ပြန်လာခဲ့ပါမယ်ကျွန်တော်2026မှာအရင်တော့လည်းပုံစံမျိုးနဲ့ပဲအရင်တော့ချစ်ဆောင်တာကခဲ့တဲ့ဇာတ်တပင်ပုံစံနဲ့ပဲကျွန်တော်ခက်ခက်နက်နက်ပြည့်ပြည့်စုံစုံနဲ့ပြီးတော့အမှုပညာတွေအသစ်အဆန်းတွေနဲ့ပြန်လာဖို့အတွက်လက်ရှိစူးစမ်းနေပါတယ်အဲ့တော့ဒါချစ်ဆောင်တာရဲ့ရွှေလန်းမူနဲ့တပင်ပေါ့ဟုတ်ကဲ့ဘာအသစ်အဆန်းတွေမြင်ရမလဲအသစ်အဆန်းတွေကတော့အခုနောက်ဆုံး upgrade ပေါ့နော်ကျွန်တော်နောက်ဆုံးဒီ lighting ပိုင်းဆိုင်ရာတွေ audio ပိုင်းဆိုင်ရာတွေနောက်ဒီဖျော်ဖြေတင်ဆက်မှုပေါ့ကျွန်တော်ကတော့ဖျော်ဖြေတင်ဆက်မှုကိုဦးစားပေးတဲ့ထဲမှာပါတယ်အဲ့တော့ကျွန်တော်ဖျော်ဖြေတင်ဆက်မှုကိုအရင်ပုံစံမျိုးမဟုတ်ဘဲနောက်ထပ်ဘလို့အသစ်ဆန်းတွေလုပ်မလဲပေါ့ opera ကောင်းကောင်းပြောစရာကောင်းကောင်းနေနှစ်ပါးဆိုရင်တစ်ပါးအထွက်တွေကစပေါ့နော်အဲ့မျိုးတွေကပွဲလေးတွေပေးသက်ကိုတမျိုးအမြင်ဆန်းမဲ့ပုံစံမျိုးလေးတွေတော့အခုစီစဉ်ထားပါတယ်ခင်ဗျဟုတ်အဲ့တော့ဇက်ပစ္စည်းတွေလည်းထပ်မံဖြည့်တင်းထားရတည်ရတယ်အဲ့ဒါလည်းပြောပါပစ္စည်းတွေတော့ခုကကျွန်တော်တို့ကဒီ2019မှာနားလိုက်တော့ပစ္စည်းတော်တော်များဘယ်လိုပြောမလဲဟောင်းနေပြီဗျာ update မဖြစ်တော့ဘူးပေါ့အဲ့တော့ကျွန်တော် update ဖြစ်မဲ့2026ကျွန်တော်ပြန်စားမှကျွန်တော် update ဖြစ်မဲ့ audio lighting တွေကျွန်တော်ဒီအခမ်းအနားတွေပေါ့အဲ့ဒါတွေအားလုံးပြင်ဆင်ထားတယ်နောက်ပြီးတော့ကားတဲ့နေရာမှာလည်းကိုပိုင်ဇက်ခုံနဲ့ဇက်ခုံကြီးနဲ့ကားနိုင်အောင်လို့ဒါမျိုးလေးပြင်ဆင်ထားတယ်ဘာလို့ဆိုတော့ကိုလှုပ်ထားတဲ့ decoration တွေ setting တွေကျတော့ကိုဟာနဲ့ကိုဇက်ခုံနဲ့ကိုသွားရင်ပေးတဲ့ကြည့်ရတာပူပြီးပတားတာဖြစ်မလားပေါ့ခက်ခက်နာနာကြဲကြဲပြင်းပြင်းလည်းရှိမလားပေါ့အဲ့ဒါကြောင့်မလို့ကျွန်တော်အဲ့ရအစားအသေးစိတ်ပြင်ဆင်ထားပါတယ်ဟုတ်အစောပိုင်းတော့ဒီကြားမှာကျွန်တော်ကလိုက်လို့ပွဲတွေတော်တော်များများလာတယ်လာတာကိုကျွန်တော်ပွဲတွေလက်မခံပြဘူးမခံပြဘူးဆိုတော့ဘာလို့လဲဆိုတော့မပြင်ဆင်ရလို့မပြင်ဆင်မနဲ့ချမပြချင်ဘူးပုံမှန်ပဲပေါ့အရင်တော့လည်းကျွန်တော်တို့လာတဲ့ပုံစံဒီပုံစံပဲအခုထိုက်လာတဲ့ဒီပုံစံနဲ့ပေါ့နော်ဒါပေမဲ့တခုတော့ကော်သွားတယ်အရင်တော့ကြည့်ရပိတ်သက်တဲ့ခုကြည့်ရပိတ်သက်က9နှစ်လောက်ကော်သွားချိန်မှာနောက်ပေါက်တဲ့ကလေးတွေကကျွန်တော်တို့တပင်းဆိုတာတော့မှနည်းနည်းအလန်းဝေးသွားတဲ့ကလေးတွေရှိတယ်နောက်ပေါက်ကလေးတွေပေါ့နော်ဒီအရင်တော့လာဟောင်းတပင်းအနုပညာကိုကြိုက်တဲ့လူတွေကတော့ကျွန်တော်တို့အကုန်လုံးကိုသိပြီးတော့ဒါကျွန်တော်ရေးချင်းကိုသိနေတာပေါ့နောက်ကလေးတွေကကျွန်တော်တို့သိမသိနိုင်တော့ဘူးပေါ့နော်ပြီးကြလဲဒီခေတ်ကလျှက်တစ်ပြည့်မြန်တယ်လေနော်ကြည့်ရှုစရာတွေခံစားစရာတွေအဖျော်ဖြေမှုတွေအများကြီးရှိရဆိုတော့ကျွန်တော်9နှစ်လောက်ပျောက်သွားတဲ့အတွက်ဒါကိုကျွန်တော်ပြန်ပြီးပေါ်ရမှာဆိုအစ်စ်ကပြန်စားပဲပုံစံဖြစ်နေတာပြန်စူးစမ်းရမှာဗျအော်ပရာကျွန်တော်အခုတော်တော်စဉ်းစားထားတာအော်ပရာနဲ့ပြဇက်ပေါ့နော်အော်ပရာနဲ့ပြဇက်ကိုအော်ပရာနဲ့ပြဇက်ကိုကျွန်တော်ကောင်းကောင်းမွန်မွန်စူးစမ်းမယ်လို့ပိုစိတ်ကူးထားတယ်နောက်လိုအပ်လာရင်လည်းကျွန်တော်ကိုယ်တိုင်နောက်ပိုင်းကိုခေါင်းဆောင်မင်းသားတွေကိုယ်တိုင်ကတယ်ကိုဖို့ချက်လက်ခုကနေပါတယ်အဲ့တော့လိုအပ်လာရင်လည်းကျွန်တော်ကိုယ်တိုင်မဲ့နောက်ပိုင်းဇက်တော်ကြီးကဖို့အတွက်လည်းကျွန်တော်ရည်ရွယ်ထားပါတယ်နောက်ပိုင်းဇက်တော်ကြီးလူငယ်တွေစိတ်ဝင်စားအောင်ဒီခေတ်တပင်းကိုပြန်ကြည့်တဲ့တပင်းပရိသတ်တွေပြန်စိတ်ဝင်စားအောင်လို့ဒါတွေလည်းကိုယ်တိုင်ကပေးဖို့ကျွန်တော်စူးစမ်းထားပါပါဘူးဆိုတော့ကျွန်တော်တို့အစကပဏာချောင်းတွေကဒီစုံကိုပြောတွေကတင်ငယ်ပြီးသားဆိုတော့ကိုတင်တဲ့ကိုတက်ထားတဲ့သိထားတဲ့ပညာလေးကိုတော့ကျွန်တော်ပြန်သုံးချခွင့်ရမယ်လို့ထင်ပါတယ်ပြင်ဆင်ထားတာအကုန်ပြည့်စုံပါပြီအားလုံးပြည့်စုံပါပြီနေချင်းလောက်ပဲလိုပါတော့တယ်တော်တော်ပြည့်စုံပါကျွန်တော်တီးလုံးတိုက်ပြီးပြန်ထွက်ဖို့ကိစ္စကိုပဲစဉ်းစားရမယ်နောက်ဒါတော့မှပြင်ဆင်ဖို့ဆိုတာတော့မှ2026တော့ကျွန်တော်ကနေ့ဥပိုင်းကိုကျွန်တော်မထွက်နိုင်လာသေးဘူး9လပိုင်းလောက်မှကျွန်တော်မြန်မာလူဆိုရင်တော့ဝါဆိုဝါခေါင်းလောက်မှကျွန်တော်ပြန်ပြီးတော့တည်နိုင်ပါဘာလို့ဒီချမ်းမှာလည်းကျွန်တော်လက်ရှိအလုပ်လုပ်ငန်းတွေအပြင်လုပ်ငန်းတွေကကျွန်တော်မပြတ်တဲ့ဘိုင်းတွေအများကြီးရှိသေးတယ်အဲ့ဒါဆိုတော့အဲ့လောက်ပိုင်းမှာပဲကျွန်တော်ပစ္စည်းပဲဝယ်စုထားပဲလူလေးတွေပဲကုန်စုထားရတာအဲ့လောက်မှတင်းလုံးတိုက်ပြီးပွဲလက်ခံဖြစ်ဖို့များပါတယ်ဟုတ်ဒီလောက်နှစ်တွေအကြာကြီးချိန်မှာကျွန်တော်တို့ပြန်လာထားတာဖြစ်တဲ့အတွက်အမှုပညာရည်သွေးတွေကြောက်တော့မှလည်းကြောက်ပါတယ်ဒါပေမဲ့လည်းအမှုပညာရည်သွေးတွေပိုကောင်းအောင်လို့ပြင်ဆင်ပြီးမှကျွန်တော်ပြည်သက်အတွက်ပြန်လာပါဦးမယ်ဒီမြန်မာတနိုင်ငံလုံးကျွန်တော်အများကြီးကခဲ့တဲ့ပြည်သက်တွေကျွန်တော်ကိုချစ်တဲ့ပြည်သက်တွေအောင်မကျွန်တော်ရဲ့အကောင့်အောင်မကွန်မန့်လေးဝင်ရေးပေးကြတာပြန်ကပါလား
မင်းကိုမျှော်နေကြပြီပေါ့နော်အဲ့လိုအများကြီးဝင်ပြီးတဲ့ကျွန်တော်သတိပြရှိနေတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အဲ့တော့ချက်စွမ်းသာပို့စူးစမ်းပြီးတော့ပြည်သက်ကြီးတဲ့ပို့ပြည့်စုံအောင်ပို့လက်ခံလာအောင်ပြန်လာခဲ့ပါမယ်အားလုံးလည်းချက်စွမ်းသာကိုအရင်တိုင်းပြန်ချစ်ပြီးအားပေးကြပါလို့ဒါလေးပဲပြောချင်ပါတယ်ဗျာကျေးဇူးလည်းအများကြီးတင်ပါတယ်